ကမ္ဘာလုံးကိုတုံ့လုံးစေခဲ့တဲ့အိန္ဒိယနိုင်ငံကလေရင်ပြက်ကြားမှုရဲ့နောက်ွယ်ကအကြောင်းရင်းမနေ့ကတကမ္ဘာလုံးကိုဝမ်းနည်းပူဆွေးဖြစ်စေခဲ့တာကတော့အိန္ဒိယနိုင်ငံလေရင်ပြက်ကြားမှုပါအိန္ဒိယနိုင်ငံရဲ့နိုင်ငံပိုင်လေကြောင်းလိုင်းတစ်ခုဖြစ်တဲ့အိန္ဒိယလေကြောင်းလိုင်းက Boeing 787 Dreamliner လေရင်အာမာဘာတမြို့ကနေအင်္ဂလန်နိုင်ငံလန်ဒန်မြို့ကိုထွက်ခွာစဉ်မှာပြက်ကျသွားခဲ့တာဖြစ်ပါတယ်။လေယာဉ်ဟာပြည်လမ်းပေါ်ကနေတဆင်ပြန်ထပ်ဖို့စ조사စဉ်လိုအပ်တဲ့အချိန်ကိုမရဘဲနဲ့အမြင့်ပေ600ကိုရောက်မှတပြည့်ပြည့်အကျကမြေပြင်ပေါ်သို့ပျက်စီးသွားခဲ့တာဖြစ်ပါတယ်။အဆိုပါလေရင်ပြက်ကျမှုကြောင့်လေရင်ပေါ်မှာပါလာတဲ့ခီးတဲ့နဲ့လေရင်မှုတန်း192ယောက်မှ191ယောက်အသက်ဆုံးရှုံးသွားခဲ့ရတာဖြစ်ပါတယ်။ဒါရင်မကသေးပါဘူးလေရင်ဟာစိတ်ကြောင်းသားဆရာဝန်နေနေတဲ့အဆောက်အဦပေါ်ကိုပြက်ကျသွားတာကြောင့်လေမြေပြင်မှာနေထိုင်တဲ့ဆရာဝန်ရောက်40ကျော်လောက်ဟာလေရင်တိုက်မိပြီးတော့အသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ဒီလိုသမိုင်းဝင်တဲ့ဖြစ်ဆိုးကြီးဖြစ်ပွားခဲ့တဲ့အကြောင်းရင်းကတော့ကနဦးလေရင်ပညာရှင်တွေရဲ့ခံမဲသုံးသက်ချက်ရကတော့လေရင်ဟာဆက်ချွေရင်မှုအပေါ်ကိုပြတ်တက်နေခြင်းလိုအပ်တဲ့တွန်းကန်အားမရလို့ပြက်ကျတာလို့ပြောကြတာပါဒီအတွက်လေအိန္ဒိယနိုင်ငံရဲ့လေကြောင်းပြုပြင်ထိန်းသိမ်းရေးကိုစစ်ဆေးလျက်ရှိပါတယ်